အခုတော့တယောက်ကိုစောင့်တထေစီနဲ့ဒီဇင်ဘာရဲ့စောင်းညများမှာသူနဲ့ကျွန်တော်စိတ်ချင်းဝေးနေကြတယ်။တကယ်တော့ပြည့်စုံမှုမှာလည်းအထီးကျန်မှုတွေရှိနေပါလား။အောင်မြင်မှုမှာလည်းကြာရှောင်းမှုတွေနဲ့ပါလား။ပိုင်ဆိုင်မှုမှာလည်းလိုအပ်ချက်တွေနဲ့ပါလား။ဒီလိုမေးခွန်းတွေနဲ့ညဘက်တိုင်းကြုံတွေ့နေရတဲ့အတွက် Sleep Theory MM Channel ကအဖော်ပြုပေးပါရစေ။ကျွန်တော်တို့ဟာစာအုပ်တွေရဲ့ကဘာထဲမှာသင်ရဲ့နှလုံးသားကိုနားလေပြီးအတွေးတွေကိုဖြည့်ရှင်းပေးနိုင်မဲ့အနားယူစရာနေရာလေးတစ်ခုဖြစ်လာဖို့စူးစမ်းသွားပါမယ်။စောင်းကလေးတစ်ချေအခုတော့တယောက်ကိုစောင်းတဲ့စီနဲ့ဒီဇင်ဘာရဲ့စောင်းညမြောင်မှာသူနဲ့ကျွန်တော်စိတ်ချင်းဝေးနေကြတယ်။တကယ်တော့တည်ဆောင်မှုမှာလည်းအထီးကျန်မှုတွေရှိနေပါလား။အောင်မြင်မှုမှာလည်းကြော့ရှုံးမှုတွေနဲ့ပါလားပိုင်ဆိုင်မှုမှာလဲလိုအပ်ချက်တွေနဲ့ပါလားဒီနေ့ဆောင်းတွေကတော်တော်အေးတယ်မနက်ဆိုရင်ဆိုင်ကယ်စီးရတာအရန်အေးတာပဲည8 နာရီလောက်ဆိုရင်အေးတက်ကဝင်လာပြီညအိမ်ရင်လဲထူထူလေးလေးဝတ်ပြီးစောင်းတေးကြခြုံအိပ်ရတယ်အပြင်မှာလဲနီးလူကြနေတယ်တရုတ်အနှွေးတဲ့ထူထူနဲ့ဘောင်းမိဘဘွားကိုဝတ်ပြီးအိပ်ရဝင်ရတယ်ဒီလိုနဲ့စောင်းတညတရေနှုံးမှာကျွန်ုပ်ရဲ့နံပေးအိမ်မောကြနေတဲ့ချီးစင်နီကိုကြည့်မိတယ်သူကတရုတ်ဆောင်ကြီးကိုခြုံခေါင်းစွပ်တွေချီအိတ်တွေနဲ့အိမ်မောကြနေလိုက်တာနှစ်ချက်ချက်ဤအိပ်ပျော်နေလိုက်တာဝတ်ထားတဲ့အဝတ်စားတွေကလည်းထူထူထဲတယ်လုံချုံချုံနဲ့ကျွန်တော်ကိုကြောပေးပြီးဒူးကလေးကိုကွေးလို့အိတ်နေလိုက်တာများဒီနေရာမှာကျွန်တော်စိတ်တွေဟာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်စီဟိုရောက်သွားမိတယ်သူနဲ့ကျွန်တော်1989ခုနှစ်နိုဝင်ဘာလ26ရက်နေ့မှာမင်္ဂလာဆောင်ကြတယ်နိုဝင်ဘာပြီးတော့ဒီဇင်ဘာစောင်းညများကိုဖျက်တမ်းကြရတဲ့မင်္ဂလာဦးအချိန်ပေါ့အဲ့ဒီတုန်းကကျွန်တော်ဘဝမှာဘာကုန်မှမပိုင်ဆိုင်သေးတဲ့ကာလပါကျွန်တော်ပိုင်ဆိုင်တဲ့မင်္ဂလာဦးပစ္စည်းများဆဆမရှိပါကျင်းခုရင်လေးတစ်လုံးရဲ့ခေါင်းအုံးလေးတစ်ခုရဲ့ဘူးတလင်းဆောင်ကလေးတစ်ထည်ရဲ့ပင်မျိုးအစုပ်ကလေးတစ်ချက်ရဲ့အိတ်ချင်တောင်ကလေးတစ်လုံးရဲ့နဲ့မင်္ဂလာဦးကာလတွေကိုရင်ခုန်လိုက်ဝေါရတယ်တစ်တာအစုပ်ကလေးတစ်လုံးရဲ့ချင်းခဏခဏကြံ့ရတတ်တဲ့စက်ပိန်ကလေးတစ်စီးရဲ့အင်ကြီးအဖြူလေးနှစ်ထည်ခန့်နွားနွားကချင်းပစိုးလေးနှစ်ထည်ရဲ့နောက်ပြီးတော့ကျွန်တော်ချစ်တဲ့ကျွန်တော်ကိုယ်တိုင်ရအောင်ယူထားတဲ့မင်းမတယောက်ရဲ့ဒါတွေဟာကျွန်တော်ဘဝရဲ့ပထမဆုံးမင်္ဂလာဦးပစ္စည်းတွေပါဒီဇင်ဘာဆောင်းကလည်းချမ်းလိုက်တာညအိတ်ရင်ခေါင်းအုံးကလေးတစ်ခုကိုအတူတူအုံးပြီးဘူးတလင်းဆောင်ကိုနှစ်ညောင်းအတူခြုံခဲ့ကြတယ်တိတ်အေးလို့ကျွန်တော်ကကွေးလိုက်ရင်သူများဆောင်လွတ်သွားမလားဆိုတဲ့ညတာစိမ့်နဲ့ဘလောက်ပဲချမ်းကွေးပြီးမအိတ်ခဲ့ဘူးသူကလည်းဒီလိုပါပဲဒီဆောင်ကလေးတွေကိုလူပြီးမခြုံရက်ဘူးသူ့ရဲ့ကိုငွေ့နွေးနွေးလေးရဲ့ကျွန်တော်ရဲ့ကိုငွေ့နွေးနွေးလေးရဲ့အသားချင်းထိလို့စောင်းညော့တွေကိုကြော်ဖက်ခဲ့ရတယ်သူ့ရဲ့နွေးနွေးအီးခန္ဓာကိုယ်လေးကိုဖက်ပြီးအိတ်ဆက်ခဲ့ရတယ်ဘလောက်ပဲအေးစောင်းတဲ့ရဲ့အောက်မှာပစိုးအစုပ်ကလေးကိုဝစ်ထားတဲ့ကျွန်တော်နဲ့ထပ်ပြီးခတ်နွမ်းကိုဝစ်ထားတဲ့သူနဲ့နှွေးထွေးမှုကိုနှလုံးနဲ့မြင်အောင်ကြည့်ပြီးရှာခဲ့ကြတယ်ရခဲ့ကြတယ်ကျေးဇူးတင်စရာကောင်းတဲ့စောင်းညများကိုရင်ထဲမှာမှတ်ထင်ရှိနေမိတယ်စောင်းကနေတည်းရဲ့အောက်မှာညာတာခြင်းတွေမေတ္တာတရားတွေကိုချင်းစာခြင်းတွေစာနာစိတ်တွေဖြစ်ပေါ်နေခဲ့တယ်ညာတရေနိုးရင်လဲသူများဆောင်လွတ်နေမလားဆိုတဲ့ချစ်တဲ့စိတ်နဲ့တတိတရားကြည့်မိတယ်သူလဲကျွန်တော်လိုပဲညီမှာပါအေးမြတဲ့စောင်းညတွေမှာဒီဆောင်ကလေးတဲ့ကြောင့်သူနဲ့ကျွန်တော်ကြာမှာနားလည်မှုတွေရခဲ့ကြတယ်မပြေဆုံးသေးတဲ့ကာလမို့လို့အခက်ခဲတွေ့တိုင်းစိတ်ဝမ်းမကွဲပဲပျော်ရွှင်စွာဖြည့်ရှင်းခဲ့ကြတယ်စောင်းကလေးတဲ့အောက်မှာရင်ခုန်ခြင်းတွေကြည်နိုးခြင်းတွေကျင်နာခြင်းတွေနဲ့မျောလင့်ချက်တွေကိုအတူတူအိမ်မက်ခဲ့ကြတယ်သူ့ရဲ့အိမ်မက်ကကျွန်ုပ်ရဲ့အိမ်မက်ကပဲဒီလိုပါပဲကျွန်ုပ်ရဲ့အိမ်မက်ကလည်းသူ့ရဲ့အိမ်မက်ဖြစ်ခဲ့ပါတယ်ခေါင်းအုံတစ်ခုပေါ်မှာ
အတူတူခေါင်းချပြီးအိတ်ဆက်ခဲ့ရတာဆိုတော့မျောလင့်ထားချက်တွေလည်းတူခဲကြတယ်ထမင်းစားရည်လည်းစပွဲခုံအဝိုင်းသေးသေးနဲ့အတူတယောက်မျက်နှာတယောက်ကြည့်လို့စားခဲ့ကြတယ်ဘဲဥတလုံးကိုခရမ်းကြည့်ထီနဲ့ချက်ပြီးတယောက်တစ်ချမ်းအတူတူစားခဲ့တုန်းကပျော်စရာကောင်းလိုက်တာခရမ်းကြည့်အနစ်ကိုသူ့ပကံကိုပကံအပြန်လန်ထည့်ပေးလို့ကြည်နူးခဲ့ရတယ်စပိန်အစုပ်ကလေးရဲ့ကေရီယာပေါ်မှာသူကထိုင်ကျွန်တော်ခါကိုဖတ်ရင်ခုန်စရာကောင်းလိုက်တာမပြည့်စုံခြင်းမှလည်းကြည်နူးစရာတွေပျော်ရွှင်စရာတွေရှိမှန်းအခုသာတွေးမိတယ်မန္တလေးသူမန္တလေးသားပြီးညနေစာကိုလက်ဖက်တုပ်နဲ့အတူစားခဲ့ကြတာတွေးကြည့်ရင်လွမ်းမောစရာပါ အခုတော့ပြည့်စုံတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နေပြီသူကလည်းသူ့ဆောင်သူ့ခြုံလို့ကျွန်တော်ကလည်းကျွန်တော်ဆောင်ကျွန်တော်ခြုံလို့သူကလည်းသူ့ကောင်အောင်နဲ့သူကျွန်တော်ကလည်းကျွန်တော်ကောင်အောင်နဲ့ကျွန်တော်သူကလည်းတရုတ်ပေါင်မိကထူးကြီးနဲ့ကျွန်တော်ကလည်းသူ့လိုပါပဲ6ပေပတ်လဲကုတင်တစ်ခုပေါ်မှာအတုအိတ်ပြီးအနေဝေးနေကြတယ်သူနဲ့ကျွန်တော်ကြားမှာကိုရနာတင်းတင်းတွေရင်ဝေးနှွေးနှွေးတွေတော်တော်ညင်ညင်ရင်ခုန်တဲ့နေမကြားရလားအတော်ကြားတယ်ပေါ့အိမ်မောကြနေတဲ့သူရဲ့မျက်နှာပေါ်မှာကျွန်တော်ကိုညတာစရာဆန္ဒစရာမလိုတော့ဘူးဆိုရဲ့အတိအကျခက်ခက်ထန်ထန်အိတ်နေသလားလို့တောင်ထင်နေမိတယ်ဟုတ်ပါတယ်နောက်လည်းမူပေးစရာမလိုတော့ဘူးကိုကျွန်တော်ကလည်းအလုံးရှုပ်သူကလည်းအလုံးရှုပ်ထမင်းလက်စုံမစားရတာကြပါလိတကယ်လို့ထမင်းဝိုင်းမှာစုံထိကြရင်လေအလုံးကြောင်းငွေအကြောင်းအောင်မြင်မှုအကြောင်းကိုထတာသူတွေကိုသူထတအောင်ဘာလုပ်ရမလဲဆိုတဲ့အကြောင်းဘယ်စတိုးဆိုင်ကပစ္စည်းကပိုပြီးကောင်းတယ်ဆိုတဲ့အကြောင်းရွှေဈေးကဘလို့မြေဈေးအိမ်ဈေးကဘလို့ဒါတွေပဲဖြိုးချကြတယ်အောင်လင်မှုနောက်ကိုလိုက်ရင်ရွေနောက်ကိုလိုက်ရင်သူနဲ့ကျွန်တော်အကြားမှာအိမ်တော်ရေးရဲ့အနှစ်သာတော်တွေအထိပ္ပယ်ပဲသွားသလိုခံစားလာရတယ်ပိုင်ဆိုင်မှုရဲ့နောက်မှာသူ့ရဲ့အိမ်မက်နဲ့ကျွန်တော်ရဲ့အိမ်မက်မတူကွဲပြားနေတာကိုသတိမပြုမိခဲ့ကြဘူးကုတင်တစ်လုံးပေါ်မှာအတူတူအိတ်ပြီးယုံကြည်ချက်တွေအတူတူမထက်ကြတော့ကုတင်တစ်လုံးပေါ်မှာအတူတူအိတ်ပြီးအိမ်မက်တွေမတူတော့တဲ့ဘဝကိုရောက်မှန်းမစီရောက်လာခဲ့ကြရတယ်မပြည့်စုံတဲ့အချိန်တုန်းကအဝတ်တွေကိုသူကလော်တယ်ကျွန်တော်ကမိမှုတိုက်တယ်ထမင်းစားပြီးရင်သူကပန်းခန်းစေးတယ်ကျွန်တော်ကစပွဲကုံသိမ့်တယ်သူကတမျက်စီလဲ့တယ်ကျွန်တော်ကပိုက်သိမ့်တယ်ပြောစရာကောင်းလိုက်ကအခုကဒီအလုပ်တွေကိုအိမ်ဖော်တွေကလုပ်ကြတယ်မပြည့်စုံသေးတဲ့အချိန်တုန်းကစပိန်တစည်းပေါ်မှာကျွန်တော်ကနင်းတယ်သူကတွန်းတယ်ကုန်းတက်တွေတွေ့ရင်ကျွန်တော်ကိုအမောပြောင်သူကတချင်းဆိုပြတယ်ကျွန်တော်ကလည်းသူနဲ့အတူလိုက်ပြီးတချင်းတွေအတူဆိုခဲ့တယ်ကုန်းအစင်းကိုရောက်ရင်ကျွန်တော်ခွာကိုသူကကြစ်ကြစ်ပါအောင်ဖတ်ထားတယ်အခုတော့သူကလည်းသူ့ဆိုင်ကနေသူကျွန်တော်ကလည်းကျွန်တော်ဆိုင်ကနေကျွန်တော်အိမ်တော်ရဲ့အနှစ်သာရဆိုတာဘာများလဲလို့မတွေးမိနိုင်လောက်အောင်ကိုငွေနောက်ကိုလိုက်ရင်စီးပွားရေးနောက်ကိုအောင်မြင်မှုနောက်ကိုကျွန်တော်တို့လိုက်နေကြတယ်သူကတော့အိတ်လက်ကအကင်ကတော့နှင်းတွေကြာနေတယ်ရင်ခုန်စရာစောင်းညတွေဟာအခုတော့အထီးကျန်တဲ့စောင်းညတွေဖွင့်နေခဲ့ပြီလေငွေကြေးတွေအောင်မြင်မှုတွေပိုက်ဆိုင်မှုတွေဟာအတိုင်းအတာတစ်ခုထိအထိပန်ရှိပါတယ်ဒါပေမဲ့ဘဝတစ်ခုရဲ့ပြည့်စုံမှုအစစ်မဟုတ်ဘူးမိသားစုဘဝဆိုတာငွေတွေပုံပေးရုံနဲ့မပြည့်စုံပါဘူးတိုက်ကြီးတွေကားကြီးတွေခြံဝင်းကြီးတွေနဲ့အိမ်ထောင်ရေးဘဝကိုတိဆောက်လို့မရဘူးဆိုတာကိုအခုမှတွေးမိခဲ့တယ်ကျွန်တော်သစင်ကလန်ကတ်လတ်တိုက်တွေပိုင်ရှင်တရုံမကြည့်ဖြော့တဲ့စကားကိုဖောက်တင်ချိပါစေဥဖောင်ငါမပြောဘူးဟိုတုန်းကပြောတယ်အခုမပြောဘူးဟိုတုန်းကမော်ထဲမှာစင်းစင်းရဲရဲနေရတာပြော့စရာကောင်းတယ်စင်းစင်းရဲရဲတုန်းကယောက်ျားတွေဟာအိမ်တောင်ရေးပေါ်တက်စာရှိတယ်ငွေကြီးလဲချမ်းသာလာရောတက်စာမရှိတော့ဘူးငါသားသမီးတွေလည်းအတူတူပဲငါတို့စင်းစင်းရဲရဲတုန်းကသူတို့အရန်လိမ်မာကြလေငါတို့လည်းချမ်းသာလာရောသူတို့လည်းမိုက်မဲ့ကုန်ကြလေငေါယောက်ျားဆိုငွေနောက်လိုက်နေတာခရီးသွားနေတာအခုငေါတိုက်ကြီးတဲ့ကားကြီးတဲ့ငွေနဲ့အထီးကျန်တယ်လို့ခန်းစားရလေငွေရှိရင်ပြည့်စုံပြီးတော့ငေါထင်းခဲ့တာငွေရှိတိုင်းမပြည့်စုံဘူးအောင်မြင်မှုကြော်တိုင်းမပြည့်စုံဘူးဆိုင်တီးဆိုင်တချင်ကြားဘူးလားရေစံမှာချော်ရေစုံမှာမော်အဲ့တချင်ငေါအရန်ကြိုက်တယ်ရေစံတော့မှအတူတူလော်ခဲ့ကြတယ်
မောတယ်ဒါပင်ပဲပြောတယ်ရေစုံကိုလက်ကြုံရောသူကလည်းလော့ချင်းရလော့ငေါကလည်းလော့ချင်းရလှော်နေဘဝကြီးကအသေးပဲမရှိပါဘူးငေါကိုတိုက်ကြီးတွေကားကြီးတွေနဲ့နေရလို့ပျော်တယ်များထင်နေသလားငေါမပျော်ပါဘူးအရင်တုန်းကဘဝကငွေမပြည့်စုံပင်ပဲငေါပျော်တယ်အခုတော့တယောက်ကိုစောင်းတစ်ထည်စီနဲ့ဒီဇင်ဘာရဲ့စောင်းရများမှာသူနဲ့ကျွန်တော်စိတ်ချင်းဝေးနေကြတယ်တကယ်တော့ပြည့်စုံမှုမှာလည်းအထီးကျန်မှုတွေရှိနေပါလားအောင်မြင်မှုမှာလည်းရှာရှုံးမှုတွေနဲ့ပါလားပိုင်ဆိုင်မှုမှာလည်းလိုအပ်ချက်တွေနဲ့ပါလားမပြည့်စုံမှုမှာရှိတဲ့ကင်နံခြင်းနှွေးထွဲခြင်းစာနာခြင်းညှတာခြင်းနားလည်ခြင်းမေတ္တာစိတ်တွေကိုမြင်အောင်ကြည့်ပြီးကိုယ့်ဘဝကိုကျေနပ်ကြရအောင်ဗျာဒါကြောင့်ဆောင်းကလေးတစ်ထည်အောက်မှာတူညီတဲ့အိမ်မက်တစ်ခုကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ဆောင်းညတွေကိုကျွန်တော်လွှဲနေရင်နဲ့အဲ့ဒီနေ့ညကအိတ်မပြောခဲ့ပါဘူးဗျာ